နောက်ဆုံးတော့ရောက်ပြီပေါ့ခန့်စင်တယောက်ကားပေါ်ပါစင်းစင်းချင်းအသက်ကိုဝေါ့ရှူလိုက်တယ်ဒါပေမဲ့သူမျောလင့်ထားသလိုတစ်တော်နဲ့ဒါမှမဟုတ်မြေနဲ့မရပဲထူးဆန်းတဲ့တန်ကြေးတက်နက်နဲ့ပန်းရဲနဲ့ရောနိုးနေရဲ့အနံ့တစ်ခုကိုခံစားလိုက်ရတယ်သူရှိမှမြေနေရတဲ့မြို့ကမြေပုံထဲမှာမရှိတဲ့တမိုင်းစာအုပ်တွေထဲမှာမပါတဲ့နီလာဝရီဆိုတဲ့မြို့ဟောင်းကြီးပါတစ်ပထမဆုံးမြင်ကွင်း the first sight မြို့တွေကိုလွှမ်းဝင်လိုက်တာနဲ့ခန့်စင်အံ့ဩသွားရတယ်မြို့ရဲ့အဆောက်အဦတွေကရှေးဟောင်းမြင်မှဘေးသူကအလက်ရာတွေဖြစ်ပေမဲ့အဲ့ဒီအဆောက်အဦတွေကြားထဲမှာကျေးဝါရောင်ဆက်သွားကြီးတဲ့ရင်းနှင်းငွေပိုက်လိုင်းကြီးနဲ့ထူးဆန်းတဲ့စက်မှုပစ္စည်းတွေတက်ဆင်ထားတယ်ထူးခြားချက်လမ်းပေါ်မှာတွာလာနေတဲ့လူတွေကရှေးဆန်တဲ့အဝတ်အစားတွေဝတ်ထားပေမဲ့သူတို့ရဲ့လက်ကောက်ဝတ်တွေမှာတော့လှုပ်ရှားနေတဲ့ဆက်သွားကြီးတွေပါတဲ့နာယီကြီးတွေကိုပတ်ထားကြတယ်လေတုမို့တမျိုးလုံးမှာအမြဲတမ်းတစ်ချက်နဲ့မြင်နေတဲ့နာယီတန်လိုစက်ယုံတန်လိုအတန်ဒီဖုံးလွှမ်းနေတယ်ညက်ထူးဆန်းတဲ့ဆိုင်လေးတစ်ဆိုင်လမ်းလျှောက်ရင်ပိုက်စားလာတာကြောင့်ခန့်စင်ဟော့လမ်းဘေးကအတိတ်ရောင်းတော့ဆိုင်ဆိုတဲ့ဆိုင်းပုတ်တက်ထားတဲ့ကော်ဖီဆိုင်လေးတွေဝင်လိုက်တယ်ဆိုင်ထဲမှာလူတစ်ယောက်မှမရှိဘူးကောင်တာမှာတော့တက်တန်းရင်လာပြီးဖြစ်တဲ့ကျေးဝါရုပ်ထုကြီးတစ်ခုကကော်ဖီဖြော်ဆက်ကြီးကိုလဲပတ်နေတယ်ခန့်စင်အနားရောက်သွားတော့အဲ့ဒီရုပ်ထုကြီးကခေါင်းမှုကြည်လာပြီးစက်တန်ပါတဲ့အတန်နဲ့ဖြောလိုက်တယ်မင်းစီမှာဒီမြို့တွေကိုဝင်ဖို့အချိန်ဘလောက်ပါတယ်လဲလူငယ်ခန့်စင်နားမလည်နိုင်ဖြစ်သွားတယ်ဗျာကျွန်တော်မှာပိုက်ဆိုင်ပဲပါတယ်ခင်ဗျာအချိန်ဆိုတာဘာကိုပြောတာလဲအဲ့ဒီအချိန်မှာပဲဆိုင်အပြင်ဘက်ကကောင်းငင်ကြီးကရုတ်တရက်ခရမ်းရောင်ပြောင်းသွားတယ်မြို့လေကနာရီစင်ကြီးကနေနားကွဲမတန့်အတန်ကြီးမြင်လာပြီးလမ်းပေါ်ကလူတွေအားလုံးဟာနေရာတင်ရက်တန့်သွားကြတယ်ခန့်စင်ကြောက်လန့်တစားဘေးဘီကိုကြည့်လိုက်တော့ဆိုင်ထဲကရုတ်ထုကြီးကသူ့ကိုတတိပေးလိုက်တယ်မြန်ဖုံးတော့အချိန်စားသူတွေလာနေပြီ